အဖကြီးဥတောင်လို့စိုက်ခင်းထဲမှာစိုက်ပျိုးရေးစက်ပစ္စည်းအသစ်တွေနဲ့ဤပညာသစ်တွေတုံးနေတာကြုံမြင်ခဲ့ရဗျာဟေးဒါဆိုအဖတို့သူ့စိုက်ခင်းပဲသွားလေးလာလိုက်ကြအောင်သွားကြအောင်ပါဒီခါဦးကြီးတို့ဗာမေးကြမယ်ဆိုတာကြိုပြီးတော့တီးပြီးသားပါမျိုးစေ့သစ်တွေစိုက်ပျိုးရေးနည်းပညာသစ်တွေစက်ပစ္စည်းအသစ်တွေအသုံးပြုရင်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကျုပ်ကမျှဝေပေးခြင်းနေတာကြားပြီစိုက်ပျိုးမွေးမြူရေးနည်းပညာသစ်တွေစက်ပစ္စည်းအသစ်တွေအသုံးပြုတဲ့အတွက်အများနဲ့မတူတဲ့ထုတ်ကုန်သစ်တွေအချိန်တူတူနဲ့ရရှိနိုင်တယ်လို့ထုတ်လုပ်မှုကလည်းအရင်တည်းတိတိကျကျတိုးမြင့်လာပါလိမ့်မယ်အဲဒီလိုနည်းပညာအသစ်တွေအသုံးပြုတတ်ဖို့အတွက်စိုက်ပျိုးရေးပညာရှင်တွေကိုယ်တိုင်လာရောက်ပို့ချပြီးတယ်စိုက်ပျိုးမွေးမြူရေးပညာပေးသင်တန်းတွေကိုတက်ရောက်ထားဖို့လိုရည်အရေးကြီးဆုံးချက်ကသတင်းအချက်လက်အမှန်ကိုပေးနိုင်တယ်ရေဒီယိုစိုက်ပျိုးရေးစာဆောင်တွေစိုက်ပျိုးရေးရုပ်သံလိုင်းတွေနဲ့ဒီပညာအသစ်တွေဖြန့်ဝေပေးနေတဲ့စိုက်ပျိုးမွေးမြူရေးသင်တန်းတွေစီတွားရောက်ပြီးတော့အတူပူးပေါင်းဆောင်ရွက်ကြရမှာပေါ့